Premier League ပွဲစဉ်တွေအတွက်ကျွမ်းကျင်သူတွေရဲ့ခံမှန်းချက်တွေကိုခွဲခြမ်းဆွေးပြကြည့်ကြမယ့်အစီအစဉ်ကိုပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်မှာလည်းအကျဉ်းနယ်ပွဲကောင်းတွေတကယ်ကိုစောင့်ကြနေတာပါ။ဘယ်သူတွေကမှန်အောင်ခံမှန်းလဲမလဲဆိုတာကြည့်လိုက်ကြရအောင်ခွဲချမ်းစိတ်ဖြားမှုတွေမစခင်မှာလေအရင်တစ်ပတ်ကဖြစ်သွားတဲ့အံ့အားသင့်စရာရလဒ်ကိုအရင်ပြန်ပြောချင်တယ်။အဲ့တဲ့ကျွမ်းကျင်သူဘန်ကလေမယူနေစရာစလီမတ်အချီရသွားခဲ့တယ်ဗျာ။တကယ်ကိုမတန်းဝလောက်တဲ့စွမ်းဆောင်ရပဲ။အစီအစဉ်တစ်ဆက်သူ Matt တောင်ဒီလိုမျိုးတစ်ခါမှမမြင်ဘူးဆိုပြီးအံ့ဩသွားခဲ့ရတာ။အဲ့ဒီလိုလေဒီတစ်ပတ်ရဲ့ခမ်းမချက်တွေကပို့ပြီးတော့တောင်စိတ်ဝင်စားဖို့ကောင်းလာပြီ။တိုင်ဆိုင်မှုကလည်းပိုပြင်းထန်လာတော့မှတေးကြနေပြီပေါ့။ကဲအရင်တစ်ပတ်ကအဲ့ဒီအားစင်စရာစလီမတ်အပြတ်တနိုင်ပွဲပေါ့ဒီရလကဒီတစ်ပတ်ရဲ့ခံမှန်းချက်ဒီပေါ်မှာဘလူးများရိုက်ခတ်လာနိုင်မလဲဆိုတာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့အရေးကြီးဆုံးထိတဲ့ဖလားပြိုင်ပွဲကိုပဲကြည့်လိုက်ကြရအောင်ဗျာ Premier League ဖလားအချိန်နဲ့အချိန်ပြိုင်နေကြတဲ့အသင်းကြီးတွေရဲ့ပွဲစဉ်တွေကအခုချိန်မှာတူတာလေးကိုအရေးပါနေပြီလေ Title Race ကအခုဆိုရင်လေအမားတစ်ချက်ကအရာအားလုံးကိုပြောင်းပြန်လန်ပြစ်နိုင်တဲ့အခြေအနေမျိုးရောက်နေပြီပြီးခဲ့တဲ့ Messi နဲ့ Liverpool ပွဲကအငင်းပွားဝယ်ရဒိုင်လူကြီးဆုံးဖြတ်ချက်ကိုမကြည့်လိုက်တော့အဲ့ဒီဖြစ်ကိုရင်းဖြန်ပြီးလေ့လာကြည့်လိုက်အောင်ကဲဖြစ်စဉ်ကိုတဆင်ချင်းပြန်ကြည့်အောင်အဆင့်တက်မှာဟာလန်ကိုနောက်ဆုံးတော့တိုင်းလိုပါဆွဲထားခဲ့တယ်အဆင့်တက်မှာကျတော့ဒါဟာ DOGS ဆိုလို့ခေါ်တဲ့တေချာတဲ့ဂိုးသွင်းခွင့်ကိုတားဆီးမှုဖြစ်လို့တကယ်ဆိုအနီးကပ်ပြရမှာဒါပေမဲ့အဆင့်တော့မှာတိုင်းရအသာစီပေးလိုက်တယ်အဲ့နောက်မှာပဲအဆင့်လေးနောက်ထပ် fault ကိုထပ်ဖြစ်ပြီးအခြေအနေတွေကရှုပ်ထွေးသွားရောနောက်ဆုံးတော့ဂိုးကိုပယ်ဖြတ်ခဲ့ရတယ်အတိအကျတွေ့ရရင်ဒီလိုရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေကဖလားပြိုင်ပွဲကိုအဆုံးဖြတ်ပြီးထွားလိုက်တာပဲအဲ့တော့ဒီတစ်ပတ်မှာဖလားပြိုင်ပွဲရဲ့ထိပ်စွန်းတဲ့တင်းဖို့ချက်အာဆင်နယ်နဲ့မန်စီးတီတို့ဟာသူရဲ့မျောလင်းချက်တီအတွက်အင်တန်အရေးကြီးတဲ့ပွဲတွေဝင်ဆိုင်ရတော့မှာပါထိပ်ဆုံးတဲ့အတွက်ခါမှန်းချက်တွေကတော့အတော်လေးကိုတူနေတယ်ကျွမ်းကျင်သူနှစ်ယောက်စလုံးကအာဆင်နယ်ရောမန်စီးတီးပါနိုင်ပွဲရမယ်လို့ယုံကြည်ထားကြတာဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကဘန်နီကတော့မန်စီးတီးကဖူလမ်ကိုဂိုးဖြတ်အနိုင်ယူပြီးသူတို့ရဲ့ဂိုးကွာခြားချက်ကိုပါမျှနှင်သွားလိမ့်မယ်လို့သုံးသပ်ထားတာပဲကဲအခုဇယားလေပိုင်းကဥရောပဝင်ခွင့်တိုက်ပွဲတွေဘက်ကိုကြည့်လိုက်ရအောင်ဒီပြိုင်ဆိုင်မှုကလည်းတကယ်ကိုအခြေအနေပါပဲဘယ်တင်းတွေကဥရောပဝင်ခွင့်တွေခြေတလန်းတာသွားမလဲဆိုတာကတော့ဒီတစ်ပတ်ရဲ့ပွဲကြီးပွဲကောင်းတဲ့ပွဲကတော့ခြေစွမ်းကျဆက်တဲ့အတင်ကြီးနဲ့တော်တင်ခဲနဲ့နျူကာဆယ်တို့ရဲ့ထိတိုက်တွေ့ဆုံမှုပဲနှစ်တင်းစလုံးအနိုင်ထုံးမှကတကယ်ကိုမဖြစ်မနေလို့အပ်နေလာပါဟုတ်တယ်နှစ်တင်းလုံးရဲ့အခြေအနေကတော့အားရစရာမရှိလာဘူးစပါစ်ကဆိုရင်အင်ကွင်းမှာနှစ်ပွဲပဲနိုင်သေးတာနျူကာဆယ်ကလည်း Brentford ကိုရှုံးထားတော့ PR တွေတော့ဝင်နေပြီဒါပြင်စဉ်းစားစရာကသူတို့ကလီထက်ဥရောပပြန်ပွဲတွေကိုပိုပြီးအာရုံစိုက်နေကြပြီလားဆိုတာပဲဒီပွဲတွေမှာတော့ကျွမ်းကျင်သူတွေရဲ့သဘောထားကကွဲသွားပြီမတ်ကစပါစ်နဲ့နျူကာဆယ်ပွဲကိုတေချမယ်လို့မြင်ပေမဲ့ဘန်ကတော့နျူကာဆယ်ရဲ့အဝေးကွင်းနိုင်ပွဲကိုယုံကြည်ထားတယ်မန်ယူနိုက်တက်ပွဲမှာလည်းအဲ့လိုပဲမက်ကတေချမယ်လို့မျှော်လင့်ထားချိန်မှာဘန်ကတော့မန်ယူနိုက်တက်တို့နိုင်ပွဲဆက်သွားအောင်မယ်လို့ခံမှန်းထားပြန်ရောအဲ့ဒီမှာ Everton နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာစီးရင်တခုရှိနေတယ်ဘာလဲဆိုတော့သူရဲ့အင်ကွင်ချေဆွမ်းကလေတကယ်ကိုစိုးရင်စရာအခြေအနေဖြစ်လာနေပြီဒါတော့ Everton ရဲ့အင်ကွင်ရဲ့တီမှုပဲအဆင့်စလီတယ်ဟုတ်ပါတယ်အဆင့်စလီဒီချက်ကသူတို့ရဲ့အားထားချက်ကအင်ကွင်းမှာမဟုတ်ပဲအဝေးကွင်းမှာဖြစ်နေတဲ့စရာကိုရှင်းရှင်းလင်းလင်းပြနေတာပဲကဲအခုအမပေးစရာအောက်ခြေပိုင်းကတန်းစင်းစုံတိုက်ပွဲဘက်ကိုဆက်သွားလိုက်ရအောင်ဒီနေရာကအသင်းတွေရဲ့ရုန်းကန်မှုကိုကြည့်ရမှာပါတန်းစင်းစုံနဲ့လွတ်မြောက်ဖို့တိုက်ပွဲဆိုတာကအမြဲတမ်းအပြင်းထန်ဆုံးပဲလေဒါကတော့တန်းစင်းစုံတွေအဆုံးဖြတ်ပြီးနိုင်တဲ့ပွဲတစ်ပွဲလို့တောင်ပြောလို့ရတယ်တစ်ဖက်မှာခြေစွမ်းပြန်တက်လာတဲ့ Crystal Palace နောက်တစ်ဖက်လာတော့နိုင်ပွဲဆက်တိုက်ပျောက်ဆုံးနေတဲ့ Burnley ဘယ်သူကအရေးကြီးတဲ့တုံးမကိုဆွဲယူသွားမလဲဆိုတာကတော့16ပွဲဟုတ်ပါတယ်ဘန်နီအတီ Premier League မှာနိုင်ပွဲမရတာ16ပွဲဆက်တိုက်ရှိသွားပြီကလပ်အတင်းပေါ်မှာ PR တွေဘလောက်တောင်များနေမလဲဆိုတာစဉ်းစားရကြည့်တော့တန်းစင်းစုံတိုက်ပွဲတွေမှာတော့ကျွမ်းကျင်သူတွေက ancient အသင်းတွေကိုအသားပေးထားကြတယ်Palace နဲ့ Forest တလုံးကသူတို့ရဲ့အိမ်ကွင်းအားတာချက်ကိုအသုံးချပြီးအရေးပါလို့လက်နိုင်ပွဲတွေရယူသွားလိမ့်မယ်လို့တညီတညွတ်တီးသုံးသပ်ထားကြတာတွေ့ရတယ်။ကဲနောက်ဆုံးအနေနဲ့ဒီတစ်ပတ်ရဲ့ရဲအင်ဆုံးခံမှန်းချက်တွေစီရောက်လာပါပြီ။တကယ်ကိုအားငါတင်စရာကောင်းဆုံးဖြစ်လာနိုင်တဲ့ခံမှန်းချက်ကိုကြည့်လိုက်ကြရအောင်။အကြီးမားဆုံးအတီးလေးတစ်ခုထွင်လာနိုင်တဲ့အခြေအနေလို့ပြောရမယ်။တစ်ဖက်မှာအိမ်ခွဲမှာရှုံးပွဲမရှိသေးတဲ့ဆန်ဒလန်နောက်တစ်ဖက်မှာတော့ခြေစွမ်းကျဆစ်နေပြီးနောက်ဆုံးခွင့်ပွဲမှာတပွဲပဲနိုင်ထားတယ်လီဗာပူးဒီပွဲကအံ့အားသင့်စရာရလာတစ်ခုအခွင့်အလမ်းပြည့်ရှိနေလားအမှန်ပဲဒီတစ်ပတ်ရဲ့အရေးရင်ဆုံးခံမှန်းချက်ကတော့မက်ဆီကလာတာပဲသူကကျွန်တော်ဒီပွဲမှာအကုန်ပုံလိုက်ပြီး Black Cats တို့နိုင်ပွဲလမ်းချောင်းပေါ်ပြန်ရောက်လာလိမ့်မယ်ဆန်ဒလန် 2-1 နဲ့နိုင်မယ်လို့ယုံကြည်ချက်အပြည့်နဲ့ကိုပြောခဲ့တာဒီ
ဒီတော့ခမ်းမှန်းချက်နှစ်ခုကလုံဝကိုစန့်ကျင်မတင်နေတာတွေ့ရတယ်။ Mask ကဆန်ဒလန်အတွက်အရေးဆွံပြီးအနိုင်လက်ကိုခမ်းမှန်းထားတဲ့အချိန်မှာဘန်ကတော့ပိုပြီးတတိကြီးကြီးနဲ့ဂိုးမရှိသေးလက်ကိုပဲရွေးချယ်သွားခဲ့တယ်။ဒါဆိုရင်နောက်ဆုံးမေးခွန်းကတော့ Stadium of Light မှာအကြီးမားဆုံးအဲ့ဒီမလီဖြစ်လာပြီဒီတစ်ပတ်ရဲ့ပိုလုံးဆက်လန်းကိုအပြောင်းလဲဖြစ်စေနိုင်မလားဆိုတာပါပဲ။ပွဲပြီးမှာပဲအဖြေကိုသိရမှာပေါ့